အခု2026မှာဆိုရင် Samsung Galaxy S26 Ultra ဆိုရင်အရန်မိုက်တဲ့ AI feature တွေအရန်ကျန်းတဲ့ display ဘိုင်းတွေထွက်လာတယ်နောက်ထပ်ဒီ China flagship Android phone တွေကိုကြည့်လိုက်မယ်ဆိုရင်လည်း battery ဘိုင်းနဲ့ camera ဘိုင်းမှာဆိုရင်လက်ရှိ smartphone industry မှာအကောင်းဆုံးနှီးပါးလောက်သွားကြတယ်ဒါပေမဲ့ခက်တာကလူတွေကဒီဖုန်းတွေကို iPhone 13 Pro Max 13 Pro Max မပြောနဲ့ပေါ့နော် iPhone 15 Pro Max တို့16 Pro Max တို့အဲ့ဖုန်းတွေလောက်စိတ်ဝင်စားကြအောင်အဲ့တော့ဒီနေ့ဗီဒီယိုမှာဘာကြောင့်လူတွေကဒီ iPhone တွေကိုတန်းတန်းဆွဲဖြစ်နေရလဲဆိုတာကိုအဖြေရှာကြည့်လိုက်အောင်အဲ့တော့ကျွန်တော်ဖက်မှာဗီဒီယိုလေးကိုစပြီးတော့ကြည့်လိုက်အောင်ပထမဆုံးဒီ iPhone တွေအားသာချက်ကတော့ဒီ The Wall Garden လို့ခေါ်တဲ့ Apple ရဲ့ ecosystem ဒါကနီးပညာတစ်ခုတည်းမဟုတ်ဘဲနဲ့တကယ်သုံးကြည့်တဲ့အခါမှာတော်တော်လေး seamless ဖြစ်တာကိုခံစားမိလိမ့်မယ်ဥပမာအနေနဲ့မိတ်ဆွေလက်ထဲမှာ iPhone ရှိတယ်နောက်ပြီးတော့ MacBook တွေပါရှိရဆိုရင် iPhone က copy လုပ်ထားတဲ့စာကို MacBook မှာ paste ချလို့ရတယ်နောက်ထပ်ဒီ iPhone ကိုပဲဒီ MacBook ရဲ့ webcam အနေနဲ့သုံးလိုက်လို့ရတယ်ဒါတွေကတကယ်အပြင်ကကြည့်မယ်ဆိုရင်တေးသေးလေးဆိုပေမဲ့တကယ်သုံးဖို့ရလို့ဆိုရင်ဒါကဘယ်လောက်ထိအသုံးဝင်လဲဆိုတာကိုတော့သိလိမ့်မယ်နောက်ထပ်ဒီ AirDrop တို့ iMessage တို့ဒီ iCloud တို့အဲ့လိုမျိုးဒီ Apple ရဲ့ဒီ file sharing system တွေကိုသုံးမှုရတဲ့လူတယောက်အသားကျသွားတဲ့လူတယောက်ဆိုရင် Android phone တွေလှည့်ဖို့တော်တော်လေးခက်ခဲသွားတယ်ဒုတိယချက်ကတော့ဒီ brand identity နဲ့ social status ဒီကဒီကမ္ဘာလုံးမှာဖြစ်နေတာဆိုပေမဲ့မြန်မာနိုင်ငံမှာဆိုရင်ပို့ပြီးတော့သိတာတယ် Apple ကသူတို့ရဲ့ product တွေကိုနီးပညာပစ္စည်းတစ်ခုဆိုတာထက်ဒီ lifestyle brand တစ်ခုတွေနဲ့ပို့ပြီးတော့အောင်မြင်အောင်လုပ်ထားနိုင်တယ်ဒါတွေကိုကျွန်တော်ရှေ့ဝေးကြည့်စရာမလိုဘူးမိတ်ဆွေရပေါ့နော်ဒီ Android phone bag ကဒီလုံးဝအောင်မှာ high end phone တစ်လုံးဝယ်ထားတယ်ဆိုရင်တော့မှ iPhone 14 Pro Max လောက်လူကြားထဲမှာကင်သွားရင်လူတွေအထင်ကြီးခံရမှာမဟုတ်ဘူးဒါအပြင်ဒီနောက်ထပ်ဈေးကွက်မှာအရေးကြီးဆုံးဖြစ်တဲ့ဒီ resale value မှာဆိုရင်လည်းတော်တော်လေးသိတာတယ် Android phone တွေကဝယ်ပြီးလို့တစ်နှစ်လောက်နေပြီးလို့ပြန်ရောင်းမယ်ဆိုရင်ဖုန်းဈေးရဲ့တစ်ဝက်လောက်နီးပါအောင်ရှုံးတယ် iPhone တွေမှာကျတော့အဲ့လိုမဟုတ်ဘူးတောင်နဲ့ဈေးကြဖို့ကတော်တော်လေးခက်တယ်နောက်ထပ်ဒီ iPhone တွေကဒီ software update ကို6နှစ်9နှစ်လောက်ပေးတဲ့အတွက်ကြောင့်ဒီလူတစ်ယောက်ကဖုန်းတစ်လုံးဝယ်ဖို့နှစ်ရှည်လဲကင်မယ်ပတ်စံလည်းများသုံးကျင်တယ်ဆိုရင်ခေါင်းထဲမှာအရင်ပေါ်လာတာက iPhone တွေပဲ Android phone တွေက iPhone တွေပြီးမှနောက်မှပဲခေါင်းထဲမှာပေါ်လာကြတာများတယ်ဒါကဘာကြောင့်လဲဆိုတော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ဒီ Apple ကသူတို့ရဲ့ brand identity ကိုတော်တော်လေးကောင်းမွန်စောက်ထားလို့လည်းပါတယ်နောက်ဆုံးဒီ iPhone တွေအဓိကအားသာတဲ့ချက်ကတော့ဒီ software ဘိုင်းနဲ့ UI ဘိုင်းမှာတော်တော်လေး stable ဖြစ်တဲ့အချက်ဒီ Android phone တွေက software ပေါ်က specification ကိုကြည့်လိုက်မယ်ဆိုရင်ဘလောက်ပဲကျန်းပါစေအောင်တကယ်ကျွန်တော်ဖုန်းကိုသုံးတဲ့ခါမျိုးကြရင်တစ်ခါတလေမှာ application တွေ crash ဖြစ်သွားတာမျိုးတွေ UI တွေထစ်တာမျိုးတွေကြုံတွေ့ရလိမ့်မယ် iPhone တွေမှာကျတော့အဲ့လိုမဟုတ်ဘူး software ဘိုင်းမှာရော hardware ဘိုင်းမှာရော Apple တယောက်ထဲကထိန်းချုပ်ထားတဲ့အတွက်ကြောင့် UI ဘိုင်းနဲ့ကျွန်တော်တို့ဒီ software ဘိုင်းမှာဆိုရင်တော်တော်လေး stable ဖြစ်တာကိုတွေ့ရတယ် iPhone တွေရဲ့ဒီ social media software optimization ကတော်တော်လေးအရေးကြီးတယ်ဥပမာအနေနဲ့ကျွန်တော်တို့ပေါ့နော် Facebook တို့ Telegram တို့ YouTube တို့အဲ့လိုမျိုးနေရာမှာဗီဒီယိုတွေပါတင်မယ်ဆိုရင်ဒီ application ကဒီ Apple ရဲ့ camera API ကိုပို့ပြီးတော့ကောင်းအောင်ပို့ပြီးတော့ optimize ဖြစ်အောင်လုပ်ပေးထားတဲ့အတွက်ကြောင့် Android phone တွေနဲ့ရှင်ပြီးတော့တင်လိုက်မယ်ဆိုရင် quality ဘိုင်းမှာ iPhone တွေကတိတတ်တာပို့ပြီးတော့ကောင်းတယ်မိတ်ဆွေတို့ဒါကိုမယုံဘူးဆိုရင်မိတ်ဆွေရဲ့တငယ်ချင်းတွေထဲမှာ iPhone ကင်ထားတဲ့လူတယောက်ရှိရဆိုရင်ကိုဖုန်းနဲ့ဗီဒီယိုတစ်ခုကို application ထဲမှာအတူတူရှင်ပြီးတော့ရိုက်ကြည့် iPhone တွေကပို့ပြီးတော့ကြည့်ပြီးတော့ quality ပိုကောင်းတာကိုခံစားမိလိမ့်မယ်အဲ့တော့ဒီဗီဒီယိုလေးကိုအနှစ်ချုပ်ပြီးပြောရမယ်ဆိုရင် Android phone တွေကမကောင်းလို့လူတွေက iPhone တွေကိုတန်းဆွဲဖြစ်နေတာလားဆိုရင်တော့အဲ့လိုမျိုးတော့မဟုတ်ဘူး Android phone တွေကပေါ့နော်ကိုစိတ်ကြိုက်ဖုန်းတစ်လုံးကိုကောင်းမွန် customization လုပ်ချင်တယ်နောက်ပြီးတော့ဈေးနှုန်းတက်တာနဲ့ specification မြင့်ပြီးတော့လက်ရှိ smartphone industry မှာအကောင်းဆုံးကင်မရာကိုလိုချင်တဲ့လူတွေအတွက်ကတော့တော်တော်လေးရွေးချယ်လို့ကောင်းတဲ့ဖုန်းတွေထဲမှာပါတယ်ဒါပေမဲ့ပေါ့နော်ဒီ iPhone တစ်လုံးကိုကင်ပြီးွားတဲ့လူတွေနဲ့ကတော့သူတို့အတွက်ကဒီ specification ဆိုတာထက်ကျွန်တော်အပေါ်မှာပြောခဲ့တဲ့ဒီ daily life မှာကောင်းမွန်သုံးလို့ရတာနောက်ပြီးတော့ seamless ဖြစ်တဲ့ခံစားချက်က iPhone ကနေပြီးတော့ Android phone ပြောင်းဖို့တော်တော်လေးခက်တယ်ဒါကြောင့်မဲ iPhone ကင်ပြီးွားတဲ့လူတွေက iPhone ကိုတန်းဆွဲဖြစ်နေတာလို့ပြောလို့ရတယ်အဲ့တော့မိတ်ဆွေအနေနဲ့ဆိုရင်ရောဒီအခု2026မှာ Android phone ကနေပြီးတော့ iPhone ကိုပြောင်းကင်ဖို့အစီအစဉ်ရှိလားဒါမှမဟုတ်ရင်လည်းအစီအစဉ်မရှိဘူးလားဘာကြောင့်လဲဆိုတော့လေအောက်က comment section ထဲမှာရေးပေးသွားလို့ရလို့ပြောနေပဲနောက်နေ့ဗီဒီယိုမှာပြန်ပြီးတော့တွေ့ပါမယ် Yangon Mobile Store